Hello အားလုံးပဲပြန်လာခင်ဗျာ Amazing fan နေပြီးတော့ကြိုဆိုပါရစေကျွန်တော်ဒီနေ့မှာတော့ဒီစိတ်ဝင်စားတဲ့ဗီဒီယိုတွေကိုကျွန်တော်ဒီဗီဒီယိုထဲမှာစူးစီးပေးထားတာပေါ့နော်ဟုတ်ကဲ့ဒါညီကိုတို့နဲ့အတူအားလုံးပဲလေးလက်ကြည့်ကြည့်ကြအောင်ပါခင်ဗျာအစဆုံးဒီဗီဒီယိုကတော့ဗီယက်နမ်နိုင်ငံကဗီဒီယိုတစ်ခုပဲဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာတော့ကျွန်တော်တို့ဒီမြန်မာဟဲ့ကျွန်တော်တို့အဖေတို့ခေတ်ကလေးရပေါ့နော်ဒီအချီကျုံးနဲ့အတောင်ဆက်ထားတဲ့ပုံစံလေးပဲဖြစ်ပါတယ်ဒီထဲမှာတော့ဒီကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဒီဆက်တဲ့ပုံစံမျိုးနဲ့စင်တူဖြစ်ပါတယ်ခင်ဗျတူညီမှုလည်းရှိပါတယ်ဒီအတောင်ဆက်ကြီးကိုကျွန်တော်ငယ်ငယ်တုန်းကအဖေပြလုံးနေတာကိုကျွန်တော်တစ်ခါမြင်မှုတွေကျွန်တော်ကြတော့အဲ့ဒီအတောင်လေးကိုယူခိုင်းတာပေါ့နော်အဲ့လိုပဲချက်ကိုပေါင်ကြားနဲ့ညှက်ပြီးတော့အဲ့လိုအချီကျိုးနဲ့ဒီလုံနေတာကိုကျွန်တော်ငယ်ငယ်တုန်းကမြင်လို့ပါတယ်ဒါပေမဲ့အဲ့ဒီချိန်တုန်းကကျွန်တော်လည်းဒီအတောင်ဆက်ဒီအချီကျိုးနဲ့အတောင်ဆက်တာတွေပေါ့နော်ကျွန်တော်စိတ်ဝင်စားမှုရှိခဲ့ပါတယ်ပေါ့နော်အခုခေတ်မှာတော့ဒီကော်ပိုက်တွေနဲ့ဆက်တာရှိမယ်နောက်ဟိုဘယ်လိုခေါ်လဲဒီတက်သားတွေပါလေဒီကတ်တဲ့ကော်တွေပေါ့နော်အဲ့ဒါကိုနေပူလန်းပေါ့နော်ကော်နေပူလန်းဆိုတာကျတော့ဒီအတောင်ပေါ်မှာဒီကော်ချောင်းသူဒီတက်သားကတ်တဲ့ကော်ကိုတင်လိုက်တာပေါ့နော်တင်လို့ရှိရင်ကနေလန်းရသေးတယ်နေလန်းပြီးတဲ့ခါမှာအဲ့ဒီကော်ကဒီအမြုပ်ကလေးတွေထလာပြီဆိုတော့လည်းအဲ့လိုအပေါ်နဲ့အောက်နဲ့အပေါ်အတောင်နဲ့အောက်တောင်နဲ့အဲ့လိုကတ်လိုက်တဲ့သဘောမျိုးပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဒီဟိုကော်ချောင်းကြီးတစ်ချောင်းမှာ100 200ပေးရတဲ့ကော်ချောင်းကြီးကိုမီးရှို့ပြီးတော့တောင်ဆက်တာထဲအဲ့လိုဒီလိုအချွတ်နဲ့ချင်းခုနတသားကတ်တဲ့ကော်ပုံစံမျိုးနဲ့နေပူလန်းပြီးတော့ပူပေးပြီးကတ်တာကကျွန်တော်ပို့ပြီးတော့ခိုင်ခန့်တယ်ပေါ့နော်အဲ့လိုကျွန်တော်မြင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီလက်ချူပေးကြပါဦးခင်ဗျာဟုတ်ကဲ့နောက်တဲ့ဗီဒီယိုတစ်ပုဒ်ကတော့အိမ်မြောင်ချက်ကိုအိမ်မြောင်ကျွေးတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဒီဗီဒီယိုဟိုထဲမှာအိမ်မြောင်ကျွေးနေရကြတော့သူကဘယ်လိုသဘောနဲ့ကျွေးလဲတော့မသိဘူးကျွန်တော်ဒီမြန်မာ Coffee Fan Channel မှာကြတော့ဒီချက်အမောလုံးအောင်ဘာကျွေးရမလဲဆိုတဲ့ဗီဒီယိုလေးတစ်ခုကျွန်တော်လုပ်ဖူးခဲ့ဘူးတယ်ပေါ့နော်အဲ့ဒီမှာတော့ဒီကျွန်တော်ကိုကြီးလင်းအောင်ရှိပေါ်ကနေပြီးတော့ဘာပြောလဲဆိုတော့ချက်တွေအမောခံနေပို့လို့ရှိရင်တော့အိမ်မြောင်ကျွေးတင်တယ်လို့ပြောနေပြီးတော့ဒါပြဖူးတယ်ပေါ့နော်ဒီရောက်ကြောင်းရောက်လဲကျွန်တော်ပြန်ပြီးတော့အဲ့ဒီမြန်မာ Coffee Fan Channel မှာကျွန်တော်အရင်တော့ဝင်မြခဲ့ပူးပါတယ်ခင်ဗျဟုတ်ကဲ့နောက်ဗီဒီယိုတစ်ပုဒ်ကတော့ဗီယက်နမ်နိုင်ငံဗီဒီယိုလေးပဲဖြစ်ပါတယ်ဒီတော့ချက်ထဲတဲ့ချင်းလေးပေါ့နော်ချက်ထဲတဲ့ချင်းလေးကိုကျွန်တော်သဘောကျလို့ပြန်လည်ပြီးတော့ကုယူပြီးတစ်စစ်ပေးထားတာဖြစ်ပါတယ်လေးလာကြည့်ရှုပေးကြအောင်ခင်ဗျာနောက်တဲ့ဗီဒီယိုတစ်ပုဒ်ကတော့ဒီတိုက်ကျင်နဲ့တောဝဲနဲ့ရှင်ပြိုင်တာပေါ့နော်ရှင်ပြိုင်တာတော့မဟုတ်ဘူးပေါ့ဘယ်လိုပြောရမလဲ fighting game ပေါ့ဒါကိုတစ်ချက်လေးလိုက်ကြည့်ရှုပေးကြပါဦးခင်ဗျာဘယ်သူအသာရသွားမလဲဆိုတာပေါ့နော်အဲ့မှာတစ်ချက်ထိပါနော်ဟုတ်ကဲ့ပါနောက်တဲ့ဗီဒီယိုတစ်ပုဒ်ကတော့ဒီချက်ရေကူးတာပေါ့နော်ရေကူးတယ်မှာချက်ကိုခုံထွက်မတော့အောင်ပေါ့နေချင်းလေးနဲ့အုပ်ပြီးတော့ချက်ရေကူးတာလေးပဲဖြစ်ပါတယ်လေးလက်ကြည့်ရှုပေးကြပါဦး
ဟုတ်ကဲ့ကြည့်ရှုပေးသူတယောက်ချင်းစီတိုင်းရောအားလုံးပဲအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာဘိုင်ဘိုင်ပါ